မြောက်ရီယုံမြင့်တန်းကြားပြည်သက်များရှင်ကျမချင်းရလက်ကြီးတစ်ပါးဆိုတဲ့အတိုင်းလူတိုင်းရဆိုရင်လိုချင်တဲ့စုတစ်ခုကိုတောင်းမှဆိုရင်တော့ချမ်းသာဖို့ထက်ကျမဖို့စုကိုတောင်းမှတော့လွဲမှာမဟုတ်ပါဘူးရှင်ဒါပေမဲ့လည်းလူတိုင်းရဆိုရင်ကျမချင်းကြပေမဲ့လည်းလူတော်တော်များများဆိုရင်ကျမရေကိုအထောက်အကူဖြစ်စေမယ်အပြုအမူနေထိုင်စားသောက်တွေကိုတော့လိုက်နာကျင့်ကြံနေထိုင်စားသောက်ကြတာနေပါတာကိုတွေ့ရပါတယ်ဘဝမှာအရေးကြီးဆုံးဟာကျမရေဖြစ်တာမို့ကျမရေအသည်ကျမရေတတိနဲ့နေထိုင်စားသောက်စေချင်ပါတယ်။ဒါမှလည်းကျမမှာမဟုတ်ပါလားရှင်။အစာလေးဆေးလေးအစာဆိုသလိုကျမရေနဲ့ညီညွတ်မြတ်တဲ့အစားအစာတွေကိုရွေးချယ်ပြီးတော့စားသုံးပေးခြင်းကကျမရေအတွက်အထောက်အကူဖြစ်စေမယ့်ဆေးတစ်ခွက်ကိုရရှိစေမှာပဲဖြစ်ပါတယ်။ဒါအပြင်ရာသီဥတုနဲ့ကိုက်ညီတဲ့အစားအစာတွေကိုရွေးချယ်ပြီးတော့စားသုံးပေးခြင်းကကျမရေအတွက်ပို့ပြီးတော့အထောက်အကူဖြစ်စေပါတယ်။နွေရာသီကိုရောက်ရှိလာတဲ့အခါမှာနွေရာသီနဲ့လိုက်ဖက်ပြီးတော့ရွေးချယ်ပြီးတော့စားသုံးတဲ့တရုတ်အစားအစာတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပရိသတ်များရှင်ဒီတစ်ပတ်မှာဆိုရင်တော့ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းလေးကနေဆောင်းမရှင်ကိုနိုင်ရေးသားထားတဲ့နွေရာသီနဲ့အပူငိမ့်စေတဲ့တရုတ်ရိုးရအစားအစာတချို့ဆိုတဲ့ဆောင်းပါးကိုရွေးချယ်တင်ဆက်သွားမှာပဲဖြစ်ပါတယ်။ဆောင်းပါးထဲမှာဆိုရင်လည်းဆောင်းမရှင်ဟာနွေရာသီနဲ့လိုက်ဖက်တဲ့တရုတ်ရိုးရအစားအစာတချို့ဆိုတဲ့အတိုင်းနွေရာသီနဲ့လိုက်ဖက်တဲ့တရုတ်ရိုးရအစားအစာ3-5မျိုးကိုရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ဒီထဲမှာဆိုရင်တော့ပထမဦးဆုံးအနေနဲ့တရုတ်ရိုးရရင်းနှီးချမ်းပေါ့နော်။တရုတ်ရိုးရရင်းနှီးချမ်းဟာဆိုရင်တရုတ်နိုင်ငံရဲ့ trademark တစ်ခုလည်းဖြစ်ပါတယ်။တရုတ်ရိုးရရင်းနှီးချမ်းဟာဆိုရင်ရှေးရခင်ကလေးကတရုတ်ရိုးရရပူပြင်းတဲ့ကာလမှာဆိုရင်တရုတ်လူမျိုးတွေကရင်းနှီးချမ်းတောက်တဲ့ဒလိရှိကြပါတယ်။တရုတ်ရိုးရရင်းနှီးချမ်းမှာပါဝင်တဲ့ပစ္စည်းတွေအားဆိုရင်တော့ပြားရည်စုပ်ပန်းနှွေညှိုးမြက်နဲ့နှွေချိုပေါ့နော်စတဲ့တရုတ်တိုင်းရင်းစိမျိုးကျော်ကိုကြိုချက်ထားတာဖြစ်တဲ့အတွက်အေးမြပြီးတော့အပူဓာတ်ကိုကျစေတဲ့အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်ပြည်သက်များရှင်ဆောင်းမရှင်ကနောက်ထပ်ဟင်းလျာတစ်မျိုးကိုရေးသားပြီးတော့ဖော်ပြထားပါတယ်။အဲ့ဒါကတော့စိတ်သားဟင်းကြိုပဲဖြစ်ပါတယ်။တရုတ်နိုင်ငံမြောက်ပိုင်းဒေသတွေမှာအလွန်ပူပြင်းတဲ့နွေရာသီကိုရောက်တဲ့အခါမှာစိတ်သားဟင်းကြိုကိုစားသုံးလေ့ရှိကြပါတယ်။အလွန်ပူပြင်းတဲ့နွေရာသီမှာအလုပ်လုပ်ကြရတဲ့အခါအားရင်ကုန်ဆုံးပြီးတော့ပင်ပန်းနွမ်းနယ်လာတဲ့အချိန်မှာစိတ်သားဟင်းကြိုကိုစားသုံးလိုက်မယ်ဆိုရင်တော့အစာစားခြင်းစိတ်ကိုဖြစ်ပေါ်စေပြီးတော့စိတ်သားမှာပါဝင်တဲ့ပရိုတင်းဓာတ်အဆီဓာတ်ကာဗွန်ဟိုက်ဒရိတ်နဲ့ဗိုက်တာမင် B စတဲ့ဓာတ်တွေကကုန်ဆုံးသွားတဲ့အားရင်တွေကိုပြန်လည်ဖြည့်ဖြိုးစေရပဲဖြစ်ပါတယ်ရှင်။အမရေဒီထဲမှာဆိုရင်လည်းပေါ့နော်ဆောင်းမရှင်ကနောက်ထပ်တရုတ်ရိုးရအစားအစာတစ်မျိုးကိုလည်းမိတ်ဆက်ထားပါတယ်ဒါကတော့ရေစည်းခောက်ဆွဲပဲဖြစ်ပါတယ်ဒီရေစည်းခောက်ဆွဲရဆိုရင်တရုတ်နိုင်ငံရဲ့ရာသီ24မျိုးရိုးရဓလေ့တွေကအိန္ဒိချင်းဂျပန်နိုင်ငံကိုလည်းပြန့်နှံ့သွားပြီးတော့နွေရာသီပူပြင်းတဲ့အချိန်တွေမှာပေါ့နော်ဂျပန်လူမျိုးတွေကရေစည်းခောက်ဆွဲကိုစားတတ်ကြပါတယ်ဒါကြောင့်မလို့လေဂျပန်ရေစည်းခောက်ဆွဲဆိုပြီးတော့ခေါ်ကြတာလည်းဖြစ်တယ်ပေါ့နော်ပြီးတော့ပေါ့နော်ဒီရေစည်းခောက်ဆွဲကိုစားတဲ့အခါမှာဆိုရင်လည်းအခြားပကံတွေခွက်တွေကိုအသုံးမပြုဘဲနဲ့ဝါးတွေကိုသာအသုံးပြုထားတာကိုလည်းတွေ့ရပါတယ်။ဝါးရှည်တွေကနေပေါ့နော်ပြုတ်ပြီးသားခောက်ဆွဲတွေကိုရေအေးထည့်ထားတဲ့ဝက်စစ်ခွက်ထဲကိုအေးခံပြီးတော့စားသုံးကြရတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လဲပေါ့နော်ဒီလိုအေးများတဲ့ရေစည်းခောက်ဆွဲကိုပူပြင်းတဲ့နွေရာသီမှာစားသုံးပေးခြင်းအဖြစ်ပေါ့နော်အပူရှက်တာကနေကင်းဝေးတယ်လို့ဆိုစကားလေးရှိပါတယ်မိုင်းစနီပြပြသွားခဲ့တဲ့ဒီရေစည်းခောက်ဆွဲပေါ့နော်ရေစည်းခောက်ဆွဲဘာမှမြင်မှုလဲဆိုတော့ရုပ်ရှင်ဇာတ်ကားတွေမှာကြည့်ဘူးတယ်ပေါ့နော်ဒီဝက်စစ်လေးကနေကြာလာတဲ့ခောက်ဆွဲကိုတူနဲ့ရွေးပြီးတော့အဖက်တွေကိုစိတ်ပြီးစားလိုက်ရတာဆိုတော့အဲ့တော့ကလည်းကြည့်ဘူးတဲ့ရုပ်ရှင်မှာတော့ကျန်းမာရေးအတွက်ကိုအများကြီးပေါ့နော်ခန္ဓာကိုယ်ရဲ့အပူဓာတ်တွေကိုထိန်းညှိပေးရဲ့အစားအစာတစ်မျိုးဆိုတော့သိရတဲ့အတွက်ဒီနေ့မှလည်းစနီကထပ်ပြပြပေးတဲ့အတွက်လည်းဘူးတတာတွေအများကြီးရရှိပါတယ်နောက်ထပ်တရုတ်ရိုးရအစားအစာတစ်မျိုးဖြစ်တဲ့နှင်းစီပန်းဆံပြုတ်ရဲ့အကြောင်းလည်းတော်တာကပြပြပေးကြပါတယ်နှင်းစီပန်းဆံပြုတ်ကိုတော့တဲ့တရုတ်တိုင်းရေးစေးပညာတွေရတဲ့နှင်းစီပန်းရဲ့အမြင့်
ပင်စီအရွက်အပွင့်နဲ့အစိတွေကဆေးဘက်ဝင်တဲ့ပစ္စည်းကောင်းတွေလို့ယူဆထားတာပဲဖြစ်ပါတယ်။နွေရာသီမှာတော့အပူကြခြင်းအဆုတ်တက်ကိုမျှပေးပြီးတော့အေးမိဖျားနာတာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်။ပြီးတော့သွေးလေအေးစေခြင်းနဲ့သွေးတိတ်ခြင်းစတဲ့အကျိုးအာနိသင်တွေလည်းများစွာရှိနေပါတယ်။ဒါတွေမကသေးပါဘူးတဲ့။ဝမ်းပြက်ဝမ်းလျှော်ဝမ်းကိုင်နာငှက်ဖျားသွေးရန်ခြင်းပုံးပိတ်တန်ရာသွေးထွက်ခြင်းအမျိုးသမီးဓမ္မတာမှန်မှန်ခြင်းတွေကိုကုသရမှာလည်းအသုံးပြုနိုင်တာပဲဖြစ်ပါတယ်။အကျိုးများတဲ့နှင်းစီပန်းစံပြုတ်ကိုပြုလုပ်ပုံကတော့တဲ့လွယ်ကူရုပ်ရှင်တာပဲဖြစ်ပါတယ်။အချောက်လှမ်းထားတဲ့နှင်းစီပန်းမွေးဘက်ကိုတော့ဂျပန်ဆန်နဲ့အတူတူရောထည့်ပြီးတော့စံပြုတ်ကအလွယ်တကူပဲစားသုံးနိုင်တာပဲဖြစ်ပါတယ်ဆန်ကြီး။ဟုတ်တယ်နော်အမဒီမှာဆိုရင်အမပြောသွားတယ်ပေါ့နော်ဒီနှင်းစီပန်းဆံပြုတ်ပါဆိုရင်နွေရာသီအတွက်ပေါ့နော်အပူငိမ့်စေတဲ့အစားအစာတစ်မျိုးသာမကပဲနဲ့ဒီစနီတို့လိုပေါ့နော်မိန်းကလေးတွေအတွက်ဆိုရင်လည်းကျမကြီးကိုအထောက်အကူပြုစေတယ်ပြီးတော့ပေါ့နော်ဒီဝမ်းလျှောတာတို့ဝမ်းကိုက်တာတို့ပေါ့နော်ဒီလိုမျိုးကျမကြီးကိုပေါ့နော်သူကအဖက်ဖက်ကနေအထောက်အကူဖြစ်စေတယ်ပေါ့နော်ကျမကြီးဓာတ်စာတစ်မျိုးလို့တောင်ပြောလို့ရတာပေါ့နော်အမကြီးစက်ဒီတရုတ်ရိုးရအစားအစာတွေရဲ့မှာနွေရာသီမှာစားသုံးတဲ့နောက်ထပ်အစားအစာတစ်မျိုးကိုလည်းစောင်းမရှင်ဖော်ပြထားတာကိုပြပြပေးချင်ပါသေးတယ်။အဲ့ဒါကတော့အသီးအမျိုးမျိုးနဲ့စံပြုတ်ပဲဖြစ်ပါတယ်။ရာသီဥတုအလွန်ပူပြင်းတဲ့အခါမှာလူတွေရဲ့အစာရင်ဟာအစာချေပြတ်မှုစွမ်းရည်ဟာကျဆင်းလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဆီတက်နေတဲ့အစားအစာတွေကိုရွေးချယ်ပြီးတော့စားသုံးပေးရမှာပဲဖြစ်ပါတယ်။ဒါတွေမကသေးပါဘူး။အစားအစာတွေကိုအဓိကထားပြီးတော့ရွေးချယ်စားသုံးသင့်တယ်လို့ပဲစံပြုတ်မကြတောက်သုံးပေးခြင်းအပြင်လည်းအပူကိုငြိမ်းစေတာပဲဖြစ်ပါတယ်။ဒါအပြင်လက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေကိုများများစားပေးဖို့လည်းလိုအပ်ပါတယ်။ဥပမာကြာစီနှင်းပန်းမူရောစပါကြာရွက်ကြောက်ဖယုံသီးဖရဲသီးပဲစိမ့်တို့ကိုစားပေးခြင်းအပြင်လည်းအပူတွေကိုကျဆင်းစေမှာဖြစ်ပါတယ်။ဖရဲသီးလိုမျိုးအရေဓာတ်များတဲ့အသီးနှံကိုစားပေးခြင်းအပြင်ရေဓာတ်တွေပြည့်စေပြီးတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့အပူချိန်ကိုလည်းလျော့ကျစေမှာဖြစ်ပါတယ်။ဒါတွေမကသေးပါဘူး။ခန္ဓာကိုယ်ထဲမှာဆုံးရှုံးသွားတဲ့အရေဓာတ်တွေကိုလည်းပြန်လည်ပြီးတော့ဖြစ်တင်းပေးနိုင်တဲ့အပြင်ကိုလူကိုလည်းလန်းဆန်းပြီးတော့အမောပြည့်စေမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါအမရေဒါဆိုရင်ပေါ့နော်ဒီအသီးမျိုးမျိုးနဲ့စံပြုတ်ပါဆိုရင်ဒီနွေရာသီနဲ့ပေါ့နော်လိုက်ဖက်တဲ့အပူငိမ့်စေတဲ့စံပြုတ်ပေါ့နော်ခုနနှင်းစီပန်းစံပြုတ်ကတော့ကျမကြီးကိုအထောက်အကူပြုတယ်ပေါ့နော်ပရိသတ်တွေအနေနဲ့ကလည်းနွေရာသီနဲ့အလိုက်ဖက်တဲ့အစားအစာတွေကိုရွေးချယ်ပြီးတော့စားသုံးဖို့အတွက်ကတော့တကယ်မှလိုအပ်ပါတယ်ပရိသတ်များရှင်စံရိုးညီမနှစ်ယောက်တင်ဆက်ပေးခဲ့တဲ့အပူငိမ့်စေတဲ့တရုတ်ရိုးရာအစားအစာတချို့နဲ့အသီးနှံတွေကိုပရိသတ်တွေအနေနဲ့လည်းအလွယ်တကူဝယ်ယူပြီးတော့စားသုံးလို့ရတဲ့အစားအစာတွေဖြစ်တာမို့လို့ရာသီဥတုနဲ့ကိုက်ညီပြီးတင်းလျော်တဲ့အစားအစာတွေကိုညီညီမျှမျှတန်တန်ရှင်းရှင်းနဲ့ဝယ်ယူစားသုံးခြင်းအဖြစ်ကျန်းမာပျော်ရွှင်တဲ့ဘဝတွေကိုရရှိပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ဒီဆောင်မကိုကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေလည်းကျန်းမာပျော်ရွှင်တဲ့ဘဝတွေကိုရရှိပိုင်ဆိုင်နိုင်ကြပါစေလို့စံရီတို့ညီမနှစ်ယောက်ကနေလည်းဆုတောင်းပေးလိုက်ပါတယ်ရှင်။